ရင်သွင်းငယ်တို့ရဲ့ထူးခြားမှုမှာအနာဂတ်ပညာရေးစီတို့ Higher Secondary Scholarship Grade 9, Grade 10, Grade 11ကျောင်းသားကျောင်းသူများအတွက်ပညာသင်ဆုအထူးစီစဉ်လေးလာပါပြီရှင်။ဒါတို့ရဲ့နိုင်ငံမှုပြစာစူးစမ်းခဲ့ရတဲ့စာမေးပွဲလက်ကောင်းတွေရဲ့နောက်ွယ်မှာပြပြမိတို့ရဲ့စူးစမ်းပတ်မှုတွေပြသတရားတွေကအဓိကတော့အဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့ Better Chain Private School အနေနဲ့အထူးပဲတိုင်ပင်ထားမိပါရှင်။ဒါကြောင့်ဒါမိတို့ရဲ့အထက်တန်းပညာရေးစရိတ်ကိုစိတ်ကူးစရာလုံးဝမလိုပဲစိတ်အေးချမ်းသာစွာနဲ့ပဲဆက်လက်တက်ရောက်နိုင်မှုအတွက်မိဘတွေရဲ့ပညာရေးကုန်ကြစရိတ်ဝင်ထုတ်ဝင်ပို့ကိုတစ်ဖက်တစ်လက်ကနေပြီးတော့တက်တာစီဖို့အတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့ Higher Secondary Scholarship ပညာသင်ဆုကြီးကိုစီစဉ်ထားပေးပါတယ်ရှင်။ပညာသင်ဆုချီးမြှင့်မဲ့ရမတ်မှတ်ချက်များကတော့ Grade 9မှာ Grade A ရရှိထားတဲ့ကျောင်းသားကျောင်းသူများအတွက် Grade 10မှာတင်နန်းကြီး 30% တက်တာခွင့် Grade 10မှာ Grade A ရရှိထားတဲ့ကျောင်းသားကျောင်းသူများအတွက် Grade 11မှာတင်နန်းကြီး 40% တက်တာခွင့် Grade 10နဲ့ Grade 11နှစ်ခုလုံးမှာ Grade A ရရှိထားတဲ့ကျောင်းသားကျောင်းသူများအတွက် Grade 12မှာတင်နန်းကြီး 50% တဝက်လုံးတိနဲ့တက်တာခွင့်ပေးထားပါတယ်ရှင်။ပညာသင်ဆုကလေးတွေအတွက်အကြောင်းရင်းပါတယ်။အကြောင်းရတဲ့တယ်လည်းပတ်တဲ့ဝင်မိဘရဲ့ကိုကြစိတ်ကိုချကြပေးဆိုကိုကြစိတ်တတဆင်းတဲ့အပြင်ကလေးတွေရဲ့ပုံမှန်စူးစမ်းခြင်းစိတ်မိကိုတောင်းဝင်ခြင်းစိတ်ကိုယုံကြည်မှုနဲ့တောင်းဝင်မှုများတိုးတက်စေတာဖြစ်ပါရှင်။ဒီမဲ့နေ့စာစူးစမ်းတဲ့ပုံဝင်ခြင်းအားရှိခြင်းစာတော်ပြီးထွတ်ထွတ်တဲ့ကလေးတွေအချင်းချင်းစုမိရကြောင်းစာပေဆွေးနွေးဖက်မိတ်ဆွေကောင်းများရရှိမှာဖြစ်ပါရှင်။နံပါတ်3ချက်အနေနဲ့အနာဂတ်အတွက်ခိုင်မာတဲ့လမ်းစာဖြစ်စဉ်အခုရရှိမဲ့ပညာသင်ဆုဒီကလေးတွေအတွက်ပညာရေးခီးလမ်းမှာစိတ်သက်ပုံမှာဖြစ်စေတဲ့အပြင်အနာဂတ်အတွက်ပညာရေးခီးလမ်းတွေမှာအထောက်ပံ့ကောင်းများရရှိစေမှာဖြစ်ပါရှင်။ဆက်ထားဖို့ဘာလို့အပ်လဲဆိုရင်တော့ Grade 9, Grade 10, Grade 11စတဲ့သက်ဆိုင်ရာတန်လိုက်အမှတ်စီရင်များ QCPR, CCPR ဘုတ်ကမှုရင်းစသည်များကိုတင်ပြပေးရပါမယ်ရှင်။ပညာသင်ဆုကာလအတွင်းကျောင်းသားရဲ့အနည်းဆုံး80%ပြည့်မီရပါမယ်။စာကိုစံပြစူးစမ်းစစ်ဆေးရှိသူဖြစ်ရပါမယ်။အရင်တက်ခဲ့မှုတွေအကြောင်းကအချက်စာရေးတာကောင်းမှုကြောင့်ထောက်ခံစာတင်ပြပါမယ်ရှင်။ပညာသင်ဆုအတွက်လူရည်ကန့်သက်ထားပြီးတော့ရှောက်လာပေးရက်ကို30ရက်6လ2026အထိသတ်မှတ်ထားတာမို့သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့တမိမိတို့အတွက်စောစောလေးလာရောက်အနံ့ဖို့တွန်းအားပေးချင်ပါတယ်ရှင်။ရှောက်လာထုတ်ယူဖို့နဲ့စုံစမ်းဖို့အတွက်အမှတ်3တိုးချဲဥပိုင်အမှတ်32 43ရုပ်ပတ်လန်နဲ့ခက်တာလန်တွေရက်ကွက်3ကျိုင်းလုံးမျိုးမှာကိုယ်တိုင်လာရောက်ရှောက်ထားနိုင်တယ်လို့ဖုန်းနံပါတ်3998588686 3998695353 399886535656တို့မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။တသားမိမိတို့ရဲ့ပညာရေးလမ်းကြောင်းဖြန့်ဖြူးဖို့နဲ့အနာဂတ်လာပဖို့အတွက် Better Chain Private School မှာ Higher Secondary Scholarship ကိုမြန်မြန်လေးလာရောက်လျှောက်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။